အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Fantasy Gaming Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Konami ID တင်ကြီးပဲဖြစ်ပါတယ်ပြီးတော့2023 update ကလည်းမကြာခင်လာတော့မှဖြစ်တဲ့အတွက်ကြောင့် ID မတင်ရသေးတဲ့ညီကိုများအနေနဲ့ ID တင်ထားမယ်ဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုဖို့အကြံပြုချင်ပါတယ်ဒီမှာတော့အနေနဲ့မိမိတို့ရဲ့ Google ကိုတွားလိုက်ပါ Google ကနေပြီးတော့ Konami ID ဆိုပြီးတော့ရိုက်ချလိုက်ပါ Konami ID ကိုရိုက်ချလိုက်ရင် Konami ID ဆိုပြီးကြာလာပါလိမ့်မယ် ID ကိုဝင်လိုက်ပါ ID ကိုဝင်လိုက်တဲ့အခါကျရင် login နဲ့ register Konami ID ဆိုပြီးကြာပါလိမ့်မယ် Konami ID ကိုရွေးလိုက်ပါဒီလိုရှင်တော့ငွေညစ်တွေအကုန်ဖြည့်ပါကျန်းနေတဲ့ရဖြစ်နိုင်ပါတယ်နိုင်ငံအောင်လည်းကျန်းနေတဲ့ရရွေးချယ်နိုင်ပါတယ်ရွေးချယ်ယူရဆိုရင်တော့အကောင့်လုံးဝမချစ်ရသေးတဲ့ Gmail အသစ်ကိုထိုက်ထည့်ပါ Gmail ရဲ့ user name ကိုရိုက်ထည့်ပြီး Gmail ထဲမှာထည့်ထားတဲ့ profile name ကိုထည့်ပါပြီးလို့ရှိရင်တော့အဲ့ဒီ Gmail ရဲ့ password ကိုထည့်ပါပြီးလို့ရှိရင်တော့နိုင်ငံကျန်းနေတဲ့နိုင်ငံထည့်ပါငွေညစ်ထည့်ပါပြီးရင် next ကိုနှိပ်ပြလိုက်ပါ next ကိုနှိပ်ပြီးရင် Gmail ကိုကုတ်6လုံးကြပါလိမ့်မယ်Gmail ကိုတွားပြီးတော့ကုတ်6လုံးရိုက်ထည့်လိုက်ပါကုတ်6လုံးရိုက်ထည့်ပြီးရင်တော့ next ကိုနှိပ်လိုက်ပါထပ်ပေါ်လာတဲ့ next ကိုလည်းနှိပ်ပေးပါနှိပ်ပြီးသွားရဆိုရင်တော့ gain နဲ့ဝင်လိုက်ပါ gain နဲ့ကနေပြီးတော့မှ extract တွေကိုတစ်ဆင့်ဝင်လိုက်ပါextract ကနေပြီး link data ကိုဝင်လိုက်ပါပြီးလို့ရှိရင် link using Konami ID ဆိုရတဲ့တစ်ချက်ထပ်ပြီးတော့ဝင်လိုက်ပါဒီအခါကျရင်တော့ဖျားပြတဲ့အတိုင်းနေလိုက်ပါ background တစ်ခုပေါ်လာပါလိမ့်မယ်မြေအောင် background လေးကိုနှိပ်ပေးလိုက်ပါမြေအောင် background လေးကိုနှိပ်ပြီးလို့ရှိရင် Gmail နဲ့ password ကိုရိုက်ထည့်ပြီးကောင်းချိထားတဲ့ Gmail နဲ့ password ဖြစ်ပါတယ်ဒီလိုရှင်တော့ accept the item ဆိုပြီး accept the term ဆိုပြီးတော့ accept ကိုနှိပ်လိုက်ပါအဲဒါဆိုတော့ Gmail ID တင်တာပြီးဆုံးသွားပြီပါတယ် Konami ID နေရာမှာဆင်းအောင်နဲ့ link ဆိုပြီးတော့ချိန်နေတာကိုတွေ့ပါလိမ့်မယ်ဒီနေ့ကတော့ဒီလောက်ပါခင်ဗျာ PMG ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်အားကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ